အားလုံးပဲမင်္ဂလာပါဒီတစ်ခါ vlog လေးကတော့ BTS အစိမ်းတိုင်း Arima ရှိတဲ့ Cafe Amazon Experience ကိုတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာကျွန်တော်တို့အင်ကနေပြီးတော့ဆိုတော့အမှ BTS အစိမ်းတိုင်းနေပဲစီးလိုက်တယ်ပေါ့နော်အမှကျွန်တော်တို့က 4U24 ဆိုတော့အမှ Ari ကိုထောက်လိုက်တော့48ဘက်ကြာသွားပါပေါ့နော်အခုကတော့အမှ BTS စီးသွားဖို့အတွက်အမှတက်ကက်ဖြတ်ပြီးသွားဆိုတော့အမှAri ကိုရောက်သွားပြီပေါ့နော်အခုသွားနေတဲ့ Cafe Amazon Experience ကတော့Ari ကနေရောက်ပြီဆိုတော့လည်းအမှ Exit 2ဘက်ကိုသွားမှာပေါ့နော် Exit 2ဘက်စင်းချင်းမှာပဲအမှ Cafe Amazon Experience ဆိုတာကြီးကိုမြင်နေရတာပေါ့နော်သူ့ရဲ့ building ကြီးကိုကျွန်တော်တို့သွားတဲ့အချိန်ကညနေညပေါ့ညဘက်ရောက်သွားပြီပေါ့ညနေ6နာရီလောက်သွားတယ်ဆိုတော့နည်းနည်းတော့မှောင်သွားပြီပေါ့ဒါပေမဲ့မီးတွေထုံးပေးတာဆိုတော့လည်းပုံနေပါရိုက်လို့ကောင်းသေးတယ်မဆိုးပါ Exit 2ကနေစင်းချင်းကြည့်ရတယ်မဆိုသူတို့ကအဲ့လိုပေါ့ Forestတော့ဘက်ရောက်သွားတယ်လို့ပေါ့နော်အပေါ်မှာတပင်နေအများကြီးဆိုင်ကြပြီးပေါ်နေရေးကြနေတဲ့ဟာတွေနဲ့မှတော့ရိုက်လို့ကောင်းတယ်ပေါ့ခုပြရတဲ့နေရာအဲ့လိုကောင်းတယ်တော့လေကျွန်တော်တို့အခုအထဲဝင်တော့မယ်ပေါ့နော်ဝင်ချင်းပေါက်ရောက်သွားပြီပေါ့ground မှာတော့ cafe မေဆိုအသေးလေးရရှိတယ်မဲ့ကျွန်တော်တို့အပေါ်တက်သွားတာပေါ့မှာ cafe မေဆို experience နဲ့ဝင်မှာပေါ့ဝင်ပေါက်ဝင်နားမှာလည်းတုံးရိုက်လို့ကောင်းတယ်ပြီးရင် view လည်းမစိုးဘေးနားမှာလည်းရိုက်လို့ရတဲ့နေရာရှိသေးတယ်ထပ်ပြီးတော့သူတို့က first floor မှာကcoffee တွေမှာလို့ရတဲ့နေရာရှိရပါမယ်ဝင်ချင်းနေရာမှာဟို menu ပုံစံမျိုးရှိစကန်ဖတ်ပြီးတော့မှကို menu တွေမှာခြင်းနဲ့ဘာ drink တွေမှာခြင်းနဲ့ဈေးတွေပါဖော်ပြထားရပေါ့နော်ကိုတောက်ချင်တာအရင်ကြည့်ပေါ့ကြိုပြီးကြည့်ပြီးမှထည့်ရမှာလို့ရပေါ့မျိုးပေါ့တိပေါ့ first floor မှာဘာရောင်းလဲဆိုတော့သိကျင်တယ်ဆိုတော့ဒီဗီဒီယိုလေးအဆုံးထိလိုက်ကြည့်ပေးကြပါဦးခင်ဗျာကျွန်တော်ရောက်နေရပါ first floor မှာ coffee တွေရောင်းနေပေါ့နော် second floor မှာ chocolate နဲ့ matcha တွေရောင်းနေ third floor မှာ common space ရှိမယ်ပြီးရင် fourth floor မှာက inspiring space ရှိမယ်เนาะသူက၄လွှာလောက်ရှိရပါဆိုတော့အများကြီးပဲကွာပြီးworking space ပုံစံမျိုးလေးရှိကွာ working space က3လွှာမှာရှိရတဲ့ကျွန်တော်ကနည်းနည်းစိုင်းပိတ်ခံနေရောက်သွားဆိုတော့ကျွန်တော်လည်းပေါ်အထိတခြားမရိုက်လိုက်ရဘူးပေါ့နော်ကျွန်တော်ကတော့ကျွန်တော်တို့တောက်မဲ့ coffee ပေါ့နော်အရင်ကြည့်တယ် menu ကိုကိုလန်တီတန်နဲ့ဈေးတွေလည်းပုံမှန် cafe မေဇွန်တက်ဆိုင်တော့နည်းနည်းဈေးများတယ်ပေါ့နော်နေဆုံးက100နီးပါးလောက်ကနေစရှိရပေါ့100ကျော်ကျော်ကနေစရှိရပေါ့နော်ကျွန်တော်ကတော့ice mocha ပဲမှာလိုက်တာပေါ့နော်ကိုလန်တီတန်လုပ်ပြီးမယ်လေ ice mocha ပဲနောက်ဆုံးတော့တောက်မဲ့ coffee ကဘာအဆင့်လဲပေါ့ဒီမှာအခါဆုံးလားမခါတဲ့ coffee လားအဲ့လိုအစီရွေးလို့ရပါပေါ့အဲ့လိုပြီးရင်အချို့ကလည်း 100% sweet လားဒါမှဘယ်လောက် percent လို့ရင်းလဲပေါ့အဲ့သူတို့ပြောပြလို့ရရပေါ့နော်ကျွန်တော်အခု coffee my white ဆိုတော့သူတို့ဖြော်နေတာစောင့်နေချိန်မှာဟို6ရက်ဒီ6ရက်ရိုက်ထားတာပြီပေါ့နော်အကောင်းဆုံးအခုဗီဒီယိုမှာပြထားတဲ့ဟာတော့second floor ရောက်သွားပြီပေါ့သူတို့က matcha နဲ့ chocolate မျိုးစားတွေရောင်းတဲ့ floor ပေါ့နော်သူတို့ဆိုင်ပိတ်ကန်ကြီးဆိုတော့တိတ်ပြီးတော့တခြားမရဲလဲရအောင်သူတို့တွေမှာ customer တွေကကျွန်တော်ကဆိုင်ပိတ်ခံနေဆိုတော့ customer တွေတိတ်မရှိဘူးဗျာလူနည်းနည်းတော့ပဲရှိပုံမှန်ဆိုလူများတယ်ထင်တယ်မျိုးဟိုကလူရှင်းနေဆို EC ဗီဒီယိုရိုက်လို့ရပါဟိုက coffee ဖြစ်ပုံလာတဲ့အစီမျိုးပေါ့ဗျာကျွန်တော်ဘယ်လိုခေါ်တယ်ကျွန်တော်လည်းမခေါ်တာကိုကတော့ coffee cherry ဖြစ် cherry အစိမ့်မရှိရ coffee ပေါ့ကိုကcoffee အစီကိုမှသူတို့နာမည်ရှိရဗျာအဲ့လိုမျိုးအဆင့်တွေပေါ့ step by step ဒါကတော့ green coffee အစီပြီးတာroasted coffee ပေါ့အဲ့လို coffee လုပ်လို့ရတဲ့အဆင့်လိုမျိုးပုံစံမျိုးတွေဒီကူကသူတို့အရင်တော့လုပ်ခဲ့အဲ့လို coffee စီတွေကိုလုပ်တဲ့ set ပေါ့အဲ့လိုမျိုး set ကြီးနဲ့ run တဲ့ဟာတွေသူတို့ show ပြတာပေါ့နော်ခုနကပြတဲ့နေရာတွေမှာပေါ့နော်တပုံနေရလို့ရတဲ့နေရာအများကြီးရှိလို့ခုန coffee စီပြတဲ့နေရာမှာတပုံရလို့ရတယ်လို့ခုန set မှာလည်းတပုံရလို့ရတယ်ပေါ့နော်ကိုပြရတဲ့ floor နေရာမှာလည်းအောက်ကနေပြီးတော့ပြင်ပြီးတပုံနေရလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံပါမယ်ဘိုင်ဘိုင်